မင်္ဂလာပါရှင်။လိုက်စာ TV ရဲ့စနေနေ့ညသတင်းတင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယနေ့ညတင်ဆက်ပေးတော့မယ့်သတင်းအကြောင်းအရာတွေကတော့စစ်ကောင်စီတပ်မှပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီး၃နှစ်အရွယ်ကလေးငယ်နဲ့အမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိတဲ့တဲ့။စွန်ဘရာဘုံဒေတာတွေအကြီးစားရွှေတိုးဖော်မှုများကြောင့်စိုက်ပျိုးမြေယာပစ္စည်းမှုများလာတဲ့တဲ့။တနိုင်းစစ်ဆောင်ပြည်သူများစောင့်အနွေးထိန်နဲ့ဆေးဝါးတွေလိုအပ်နေတဲ့သတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်။ကျွန်မမွန်ကြပါရှင်။တနိုင်းလီဒူလာမတံပုံကျဲရွာအနီးလေကွင်းတနေရာတွေစစ်ရဲလှုပ်ရှားမှုပြုလုပ်လာတဲ့စစ်ကောင်စီတပ်ခလာရ86တပ်မှဒီဇင်ဘာလ10ရက်နေ့နေ့လယ်7:00နာရီခွဲအချိန်တွင်အနီးဝင်းကျင်ဘက်ကိုလက်နက်ကြီးပစ်ခတ်လိုက်တာကြောင့်အသက်3နှစ်အရွယ်ကလေးငယ်2ဦးနဲ့အမျိုးသမီး2ဦးကြီးစထိမှန်ပြီးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်အင်အား40ဝန်းကျင်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းကမနက်ပိုင်းကစတင်ပြီးနာကျက်လေကွင်းဘက်စစ်ရဲလှုပ်ရှားလာတဲ့စစ်ကြောင်းဖြစ်ကဒေသခံဦးအင်တင်တောင်ရဲ့လေကွင်းကနေ60မမလို့ယူဆရတဲ့လက်နက်ကြီး2ကြိမ်ပစ်ခတ်လိုက်တဲ့အတွက်ခင်းတို့ဘာကတတိထန်တခုတွေကြာရပောက်ကွဲခဲ့တာကြောင့်ကလေးငယ်နဲ့အမျိုးသမီးတို့2ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒဏ်ရာရရှိခဲ့တဲ့အသက်3နှစ်အရွယ်အမဘာပန်ချွဲအောင်မှာလေပြင်းတွေကြီးစထိမှန်ခဲ့ကဒေါ်အင်ကုံခါတောင်ကတော့ခြေတလုံးတွေထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအသက်29နှစ်အရွယ်ဒေါ်အေးခိုင်ကတော့ဦးခေါင်းတွေထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများထံမှသိရှိရပါတယ်။လက်နက်ကြီးကြီးအပိုင်းအစထိမှန်သူတွေကတော့တတိချန်စောက်သူနဲ့တတိလာရောက်ဝေယူသူတို့ဖြစ်ကြကဒဏ်ရာမပြင်းထန်လို့နေအိမ်မှာပဲစေကုတမှုခံယူနေတယ်လို့လည်းသိရှိရပါတယ်ရှင်။စံဘရာဘုံမြို့နယ်ရှိဂျာရာယန်ကျေးရွာတွေအကြီးစားရွှေတိုးဖော်မှုများကြောင့်ဒေသခံပြည်သူများရဲ့စိုက်ပျိုးမြေယာတွေပျက်စီးတာတွေရှိတယ်လို့ဒေသခံများထမှသိရှိရပါတယ်။ရွှေတိုးဖော်မှုများကြောင့်ဂျာရာယန်ရွာသားများရဲ့စိုက်ပျိုးမြေယာတွေအလုံးနီးပါးရွှေတိုးဖော်နေကြတာဖြစ်ပြီးလက်ရှိရွှေတိုးဖော်နေတော့နေရာမှာရွာထက်အနှင်းငယ်မြင့်သောတောင်ပေါ်တွေတူးဖော်နေကြတာဖြစ်တာကြောင့်မိုးရင်းကာလတွေရေကြီးရေရှမ်းကတောင်ကဘာများပြူကျလာမည်ကိုလည်းရွာသားများစိုးရိမ်နေကြပါတယ်။ဂျာရာယန်ကျေးရွာဒေသခံများဟာ2015ခုနှစ်ကကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲပြင်းထန်စွာဖြစ်ခဲ့တာကြောင့်စလန်ယန်ဘက်တို့ထွက်ပြေးတိမ်းရှောင်နေရပြီးစစ်ရှောင်ရမှကျေးရွာတို့ပြန်လာအခြေချနေထိုင်ခြင်းရှိတဲ့အချိန်အခွင့်ကောင်းယူကရွှေလုံးကန်းရှင်များမှရွှေတူးဖော်နေကြတာဖြစ်ကြောင်းလည်းသိရှိရပါတယ်။ယခုလက်ရှိဂျာရာယန်ကျေးရွာတွေအကြီးစားရွှေတူးဖော်နေတော့ကုမ္ပဏီ6ခုရှိပြီးစက်ရန်တရားကြီးတွေအသုံးပြုကရွှေတူးဖော်နေကြတာဖြစ်ပြီးမြေဧက140ကျော်ခန့်ရွှေတူးဖော်ပြီးဖြစ်တော့လေဒေသခံပြည်သူများနဲ့ဆွေးနွေးညှိနှိုင်းတာတွေမရှိတဲ့အပြင်ဒေသခံများရဲ့ဆုံရှုံနစ်နာမှုအတွက်ရောကျိပေးဆောင်တာတွေလည်းမရှိသေးကြောင်းသိရှိရပါတယ်။စစ်အာဏာသိမ်းပြီးနောက်ကချင်ပြည်နယ်အတွင်းစွန်ဘရာဘုံမြို့နယ်ရွှေကူဒေတာအီယာဝတီမြစ်တလျှောက်မီချီနာပမော်လမပေါ်ရှိနန်ဆယန်ကျေးရွာနဲ့အခြားသောဒေတာအများပြားမှာလည်းရွှေအကြီးစားတူးဖော်သည့်လုပ်ငန်းများမြပြားလာတဲ့အပြင်မြစ်ဆုံဒေတာတွေလည်းစက်ရန်တရားကြီးတွေနဲ့ရွှေတူးဖော်တာတွေရှိနေကြောင်းသိရှိရပါတယ်ရှင်။တနိုင်းမြို့စစ်ရှောင်းစခန်းမှာစစ်ရှောင်းပြည်သူတွေအနှွေးထည်ဆောင်တဲ့ကျမရဲ့စောက်ရှောက်မှုတွေလိုအပ်နေတယ်လို့စစ်ရှောင်းစခန်းမှာသိရှိရပါတယ်။အရင်နှစ်ကလူမှုကူညီရေးအကျဉ်းတွေကလာရောက်ကူညီပေးတာတွေရှိပြီးယခုနှစ်မှာ COVID-19 အခြေအနေနိုင်ငံရဲ့အခြေအနေတွေကြောင့်လာရောက်ကူညီပေးတာတွေမရှိသေးဘူးလို့ဦးဖောင်တော်တောင်ကအခုလိုပြောပါတယ်။စောင်းနှွေးထည်လိုအပ်နေတဲ့တက်ကြီးတွေအတွက်ဆေးဝါးကျမရေးဆောင်ရှောက်ပေးမဲ့အလူရှင်တွေလိုအပ်နေပါတယ်အရင်နှစ်ကတော့လာရောက်လူကြတယ်ဒါပေမဲ့အသက်ကြီးရဲ့တွေနဲ့အမျိုးသမီးတွေပဲဥဆောင်တဲ့မိသားစုတွေဆိုရင်တော့ပိုပြီးမှခက်ခဲပါတယ်တနိုင်းမြို့မှာ RCM KBC COC စစ်ပေးရှောင်စခန်းတွေရှိပြီးစစ်ရှောင်ပြည်သူ1200ခန့်ရှိတယ်လို့လည်းသိရှိရပါတယ်ရှင်လိုက်စာ TV ရဲ့ဗမာတိုင်းကြားပါတာဖြင့်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်အပေါင်းကာယစိတ်ဓာတ်နှဖျားတော့ဒုက္ခပြီးဝပြီးကာယောဂအပေါင်းမှကင်းဝေးနိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါရရှင်